ရာသီဥတုတော့ဗျာနော်လူတွေကိုစားပြီးတော့အေးစိမ့်တာဗျတော်တော်အေးစိမ့်ဆိုမှတော့ဒီဥလွန်ရောက်ပြီးရေခဲရေတောက်နေရတယ်လို့ပါပဲဗျအခုလက်ရှိတော့ကျွန်တော်ဂွေရောက်ရွက်တွေခူးမယ်ဗျာနော်ဗျညွန်လေးတွေကိုတန်းတာပဲဂွေရောက်ရွက်တွေခူးမယ်ဒီချင်းတစ်လုံးကတော့မကဘူးရမှာပြီးရင်ကျွန်တော်ရေကြောစမ်းမယ်ဗျဒီကြီးချောင်းနှစ်ချောင်းနဲ့နော်မနေ့ကစမ်းတတ်တာတော့တကွင်းလုံးမှာရေကြောရှိတယ်ဗျဒီဘက်ချမ်းမှာတကွင်းလုံးမှာရေကြောရှိတော့じゃစိတ်ကြိုက်ကြောတွေ့အောင်တော့ဆရာသမားကိုမြတ်သူကိုခေါ်မှရဒီတောင်မော်တာထက်ချံကိုကျွန်တော်နောက်နှစ်လမ်းတကွေးဖောက်ပြီးရေတွင်းတူးတော့မယ်ဗျာနော်ဒီနေရာကတိတ်ဆိတ်ငြိမ်းချမ်းပြီးတော့ပူကောင်းတယ်ဗျာနော်ဘာလို့လဲဆိုတော့နောင်ချိန်ကတက်ကြီးရွယ်အိုတွေပေါ့ဗျာတအားကြီးဟိုဟာအေးချမ်းစိတ်ညစ်နေပြီကွာအပူလောင်မှုတွေတွေ့နေပြီသူသစ်ပင်ရိပ်လေးတွေနဲ့ရေလေးတွေနဲ့ခဏခိတ္တပဲဗျာနားခိုရနေရလေးတစ်ခုလုံးမယ်ဗျရာသီဥတုကတော့မိုက်တယ်ဗျာနော်တော်တော်ကိုမိုက်နေတယ်ကိုရောယောကလည်းသူကတောင်ပေါ်ဘာဆေးမှလည်းမကြည့်ဘူးဗျာနော်နှုတ်ဖတ်နာပဲကျွန်တော်ဒီလိုကိုရောရက်ခုတော့ကျွန်တော်ရဲ့ညီမလေးတယောက်ပဲတော်တော်ခင်တဲ့ညီမလေးတယောက်ကိုသတိရတယ်ရန်ကုန်ဘက်ကကိုရောရက်ကြော်တအားကြိုက်တယ်သူကတိရွက်ကိုတအားကြိုက်တယ်မစားဘူးတော့တင်းဟာသူတကယ်မောင်နှမရဲ့လို့တော်တော်ခင်တယ်ဗျအဲ့ညီမလေးလေလုပ်ငန်းတွေဆင်းပြေပါသေးဗျာနော်နောက်ပြီးကြတော့သူကတော့နေဘက်ကပေါ့ဗျာနော်ရန်ကုန်မှာသူလုပ်ငန်းတွေပါလုပ်တယ်ကူကြီးတယောက်ကျွန်တော်ကတော့ညီကိုလိုပဲဗျတော်တော်ခင်းနေဗျသူဆိုရင်တော်တဲ့နေရာတွေသူဗီဒီယိုတွေကနေတွေ့လို့လှူဒန်းနေရှိရင်ညီလေးပတ်လှူလိုက်ညီလေးရောကြိုက်တဲ့နေရာလှူလိုက်စမ်းအဲ့ကိုကြီးလည်းကျမ်းမှာချမ်းသာပါသေးဗျာနော်လုပ်ငန်းတွေအောင်မြင်ပါတယ်တကယ်ခါတရံကြတော့ပြင်မှာမတွေ့ဘူးပဲမဲ့လေဒီကိုရင်းချတွေမောင်နှမရင်းချရလို့တော်တော်ခင်ရတဲ့လူတွေတွေ့ရပါတယ်ဗျာနော်တောင်ရလုပ်ငန်းဆိုတာတော့တစ်ပင်စိုက်ရုံနဲ့လည်းမပြီးဘူးဗျမိုက်တွေလည်းရှင်းတတ်ကြမယ်ရေရှိဘလို့ပင်ဘလို့စိုက်ကြမယ်ဒါတော်တွေးရတယ်အဲဒီထွက်လာတဲ့ဒီနံလေးတွေဆိုရင်ပြစ်ထားလို့မရဘူးဒါလေးဆိုခူးကြိုက်တဲ့လူပေးလိုက်ကျွေးလိုက်ကျွန်တော်စီမြေတန်းလာလေတဲ့ဦးရှမ်းကြီးကတော့တစ်ပင်ဘာမဟေ့ဆိုခူးလိုက်ရင်သူ့လက်ကိုကတစ်ပင်ကကြောက်တယ်သူခူးလိုက်ရင်ပြန်ညုံမတက်ဘူးသူကမှန်တိုင်းပြောရင်သူ့ကိုခူးကိုပေးရတယ်မလီကိုကပင်လက်ဆိုင်ကတည်းသူ့လည်းခူးပေးရတယ်သူ့ရဲ့လက်ကဒီမှာဗျဒါမောင်မဲရက်နေပြီပွေးတွင်းခေါ်တာပေါ့ဗျာနော်ဒီကောင်ကတော်တော်ဆိုးတဲ့တရားဝါဗျဒီလိုမြေကြီးပုံလေးတွေသိရပြီနောက်ပြီးဟိုပင်မကြတော့ဘူးသလားကောင်ဆိုးတယ်မြေကြီးတွေကကောင်ကျွန်တော်ဒီဘက်တချမ်းကြီးဆိုတာဩဇာတွေပြီးနေသူကြိုက်တာကုန်ပြီဒီစားတဲ့တရားဝါတော့ချစ်တယ်ဗျမြေကြီးအောက်ကနေပင်ဖြတ်တဲ့တရားဝါတော့နည်းနည်းမချစ်ဘူးသူကငုတ်ပါဖြုတ်တယ်ကောငါပြောမယ်တော့တောဝက်စားထားတာပေါ့ဗျဒါတော့နတ်သက်ဖြူဝင်လေးတွေဗျနော်ဒါကတော့ပြင်းတော့တိမ်ပေါ့ဗျစိုက်ထားတာပဲဗျကျုံတော့လဲစားတာပေါ့အလိုလဲဆိုတော့ဟိုဟာတွေကတောပရောက်ပင်တောတောင်ရဲ့ရင်းမီသဘာဝအသိတာတယ်စိုက်တဲ့ပင်လည်းဖြစ်တယ်လို့နောက်ကလိုက်လာတဲ့မိုက်ပင်ပေါင်းပင်ကလည်းတော်တော်မြန်နေဗျဒီမဲ့ဒါဆိုတရက်ပင်နော်ဒီတရက်ပင်ဆိုရင်မှန်တိုင်းပြောရင်ဒါဝက်ဗျတော့ဝက်ဒီမှာလမ်းပြီးသူကမေးတင်နေပြီဒါဒီမှာကြိုက်ခောက်ဒီမှာခွာစားတယ်တော့ဝက်ကလည်းတရက်သီးရင်ကြိုက်တယ်မဟုတ်တရက်ခောက်တို့ပိန်းနဲ့ခောက်တို့လည်းတော်တော်ကြိုက်တယ်ဗျသလားတော်ရလာပြီကိုတော့ကပိုးတယ်ဗျဒီချမ်းကဲဗျတောတွေတောင်နေတော့ညိုမိုင်းပြီးအုံဆိုင်သွားတာပဲဗျမြူကိုတွေတောင်ငွေတွေကလာပြီနော်ဒီဘက်ကတက်လာများတော့ဆိုနောက်တောင်တောင်နဲ့ရှေ့တောင်တောင်ကများတယ်ဗျမုံတန်းရှိရလို့လဲကြွညာထားတယ်ဗျအားလုံးသတိဝရိယထားကြဗျနော်